အခုဆိုရင် Miss Supranational ကဒါ fan voting စနေပြီဖြစ်တယ်အဲ့လိုဆိုတော့မူရာတို့တွေမြန်မာကိုစားပြုဖြစ်သွားရောက်ရှင်ပြိုင်တဲ့ Sherry Mo ကိုပေါ့နော်တက်နိုင်တက်လောက်ကလေးမူရာတို့တွေ voting ပေးရအောင်အဲ့လိုဆို voting ပေးမှာဆိုတော့ဘယ်လိုပေးမှာလဲဆိုတော့မူရာတို့ app နဲ့ပေးရမှာမူရာတို့ application ကို download လုပ်ရမယ်ဖုန်းကနေပြီးတော့ဖုန်းနဲ့ပေါ့နော် application ကို download လိုက်ပါဒီ Miss Supranational ဆိုပြီးတော့ရိုက်ချလိုက်ချပြီးတော့အဲ့မှာတွေ့တဲ့ဟာလေးကိုဒီအဝါရောင်လေးလားဟုတ်လားအဲ့လိုပုံစံလေးအဲ့ဒါရတာတဲ့အချိန်ကျရင်မူရာတို့ voting ပေးလို့ရပြီသူ app တဲ့ဝင်လိုက်တဲ့အချိန်ကျရင် voting ပေးမယ်ဘယ်လိုပေးရမလဲဆိုတော့ဒီ application နဲ့ကိုဝင်ပြီးသွားတဲ့အချိန်ကျရင် vote ဆိုတဲ့ဟာလေးကိုအမှန်ချက်ကလေးကိုနှိပ်အဲ့ထဲမှာနှိပ်လိုက်ပြီးဆိုရင်မူရာတို့ဒီမှာပေါ်လာတယ်ပေါ့နော်ဒီနိုင်ငံအသီးသီးကမဲတွေပေါ်လာတယ်အဲ့လိုဆိုတော့ကိုရီးယားမြန်မာကိုရှာမယ်ဟုတ်ပြီမြန်မာကိုတွေ့ပြီဆိုမြန်မာကိုတွေ့ပြီโอเคမြန်မာကိုတွေ့ပြီဆိုမြန်မာကတင်မြန်မာနဲ့နေပနဲ့ကရှေ့စင်နောက်စင်ပေါ့နော်ချိန်မွေးရဲ့ပုံလေးနဲ့မြန်မာဆိုတာကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့အချိန်ကျရင်အဲ့ဒါလေးကိုထောက်လိုက်တဲ့အချိန်ကျရင်ဘယ်လိုဖြစ်မလဲဆိုတော့အစိမ်းရောင်လေးပေါ်တဲ့ star ဆိုပြီးတော့လေအဲ့လိုလေးပေါ်တဲ့အချိန်ကျရင် my choice ဆိုပြီးတော့ပေါ်တဲ့အချိန်ကျရင်အဲ့ဒါပြီးသွားပြီဒါဗုဒ္ဓပေးပြီးသွားပြီဖြစ်တယ်အဲ့လိုဆိုရင်ဒါသူ့ကိုဗုဒ္ဓပေးပြီးသွားပြီပေါ့နော်အဲ့လိုမျိုးပေးပါနော်ကိုတက်နိုင်တဲ့အင်အားလေးနဲ့ပေါ့နော်ရှယ်ရီမို့ကိုကြစ်ကြခင်ကြတဲ့သူတွေကတက်နိုင်တဲ့အင်အားလေးနဲ့ဗုဒ္ဓပေးလို့ရပါတယ်အရင်ခက်ခဲရင်လည်းမဟုတ်ဘူးပတ်စံပေးပြီးတော့လည်းဝယ်ရတာလည်းမဟုတ်တဲ့အတွက်ကြောင့်လို့ရှယ်ရီမို့ကိုမတော့တက်နိုင်တဲ့အင်အားနဲ့ပေါ့နော်ဝန်းပြီးတော့ support လိုက်ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်